ခါကြောညက်တာကိုတိုင်းစင်းနဲ့ကုသမယ်ဆိုရင်တောက်ဆေးပေးတာလိန်ဆေးပေးတာနောက်ဆေးချက်ထုတ်ထိုးတာပေါ့နော်ခါမှာ traction ဆွဲတာဒီလိုနည်းတွေနဲ့ကုသလို့ရတယ်ပေါ့နော်တောက်ဆေးပေးတာကြတော့ကျမတို့တိုင်းဆေးကမှာခါကြောညက်တဲ့လူတွေတော်တော်များများဝမ်းချက်နေတဲ့ပြည်သူများအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့သိလို့ရမယ့်တိုင်းရေးစီစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ပြည်သက်တွေမိထားတဲ့ကျမရဲ့အကြောင်းအရာတွေကိုဆွေးနွေးပေးသွားမှာတော့တိုင်းရေးစီပညာရှင်ဆရာမဒေါ်ရဲမမပဲဖြစ်ပါတယ်မင်္ဂလာပါဆရာမမင်္ဂလာပါသမီးအခုလိုမျိုးသမီးတို့ရဲ့သိလို့ရမယ့်တိုင်းရေးစီစဉ်ကိုလာရောက်ဖြေကြားပေးတဲ့အတွက်ဆရာမကိုကျေးဇူးတင်ပါတယ်မြင်မြင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်သမီးဆရာမအခုမေးထားတာပေါ့နော်ဆရာမမာလာဆိုရဲအကောင့်ပိုင်ရှင်ကမေးထားတာပေါ့သူကခါကြောညက်တာနဲ့ပတ်သက်ပြီးတော့သိကျင်ပါတယ်မိထားဟုတ်ဒါဆိုရင်တော့ဆရာမသမီးသိချင်တာခါကြောညက်တာကဘာကြောင့်ဖြစ်တာလဲမသိဘူးခါကြောညက်တာကြတော့အထိုင်များတဲ့လူတွေခါမှကြီးပေါင်းတက်တဲ့လူတွေနောက်ကြထိခိုက်တနာရတဲ့လူတွေခါကြောညက်တတ်တယ်ပေါ့နော်နောက်တဲ့ခါကျတော့ခါကြောအညက်များတာじゃပစ္စည်းတွေကုန်းကောက်တာပစ္စည်းတွေလှည့်ကောက်တာပေါ့နော်အဲ့လိုအခက်မသိတဲ့ခါမျိုးမှာလည်းခါကြောညက်တယ်ပါဟုတ်ခါကြောညက်တဲ့အခါဘယ်လိုဝေဒနာတွေခံစားရလဲမသိဘူးခါကြညက်တဲ့ခါကျခါနာခါကြိုက်တာခါတောင်နေတာနောက်ကကျတင်မခွက်ကြိုက်တာပေါ့နော်နောက်ကျတော့ခါကြောညက်တဲ့အချက်မှာစီတဲ့ခြေထောက်တစ်ချောင်းလုံးကြိုက်ခဲတာနာကျင်တာထုံကျင်တာပေါ့နော်နောက်တစ်ခါကျတော့ထိုင်လို့မရတာပက်လက်အိတ်လို့မရတာအဲ့လိုအခြေအနေတွေခံစားရတယ်ပေါ့နော်ပို့ပြီးတော့ဆိုးလာလို့ရှင်အစာစားလာတောင်မှလေဝင်ရမှောက်စားတဲ့အထိအခြေအနေဆိုးတဲ့ကြပါဟုတ်ခါကြောညက်တာကိုဆရာမတိုင်းရင်းစေးနဲ့ကုသလို့ရလားကုသလို့ရပါတယ်ဟုတ်အဲ့ဆိုရင်တိုင်းရင်းစင်းနဲ့ကုသမယ်ဆိုရင်တော့ဆရာမဘယ်လိုဆေးအသုံးပြုကုသရမလဲမသိဘူးခါကြောညက်တာကိုတိုင်းရင်းစင်းနဲ့ကုသမယ်ဆိုရင်တောက်ဆေးပေးတာလိန်ဆေးပေးတာနောက်ဆေးချက်ထုတ်ထိုးတာပေါ့နော်ခါမှာ traction ဆွဲတာဒီလိုနည်းတွေနဲ့ကုသလို့ရတယ်ပေါ့နော်တောက်ဆေးပေးတာကြတော့ကျမတို့တိုင်းဆေးကမှာခါကြောညက်တဲ့လူတွေတော်တော်များများဆေးနံပါတ်23လို့ဆေးနံပါတ်29လို့ဆေးနံပါတ်6လို့ဒီလိုဆေးတွေကိုအသုံးပြုပြီးတော့ကုသပေးတယ်ပေါ့နော်နောက်ကြအဓိကကတော့ခါကြောညက်တာအတွက်အဓိကကုထုံးကတောက်ဆေးမဟုတ်ပေါ့နော်တောက်ဆေးကတော့ဒါကျမတို့ကအခုကုထုံးနေနဲ့သုံးတာပေါ့နော်အဓိကကုထုံးနေနဲ့ဆိုရင်ခါကြောညက်တာကိုဒါဆေးချက်ထုတ်ထိုးပေးတာဆေးအောင်ပေးတာပေါ့လေဆေးအောင်စီစီတာပေါ့ဆေးချက်ထုတ်ထိုးတာတော့ဒါအဓိကကုထုံးပေါ့နော်ဟုတ်ဆေးချက်ထုတ်ထိုးလို့ရှင်မို့တော့ဆရာမဘယ်လိုအကျိုးကျေးဇူးတွေရမလဲမသိဘူးဆေးချက်ထုတ်ထိုးတဲ့အခါကျတော့ဒါဆေးချက်ထုတ်ထိုးမယ်ပေါ့နော်ဆေးချက်ထုတ်ထိုးတဲ့အခါကျရင်နှွေးငွေ့ချက်ထုတ်ထိုးတာရှိတယ်ဆေးချက်ထုတ်ထိုးတာပဲရှိတယ်ဘယ်ချက်ထုတ်လို့ပဲသုံးဒါခါကြောညက်တာကိုတက်တာစေနိုင်တယ်ပေါ့နော်ဆေးချက်ထုတ်ထိုးတဲ့အခါကျရင်ခါကြောပတ်ဝန်းကျင်မှာရှိတယ်ပေါ့နော်ကြွက်သားတွေအယောင်ကြမယ်နောက်အကျွတ်တွေအယောင်ကြမယ်နောက်နာကျင်ကြိုက်ခဲတာတွေတက်တာတယ်အာရုံကြောရောက်နိုင်လည်းအယောင်ကြတယ်ပေါ့နော်အဲကြောင့်မို့ခါကြောညက်တဲ့သူတိုင်းကိုအဖြစ်မနေရတော့ချက်ထုတ်ထိုးပေးတာများပါတယ်ဟုတ်တမီးတို့အိမ်မှာကြက်ထုတ်ထိုးမယ်ဆိုရင်တော့ဆရာမအဲ့ဒီဆေးကြက်ထုတ်ထဲမှာဘယ်လိုဆေးရွက်တွေထည့်ရမလဲဟောဒါကတော့ပတ်ဝန်းကျင်မှာရှားလွယ်တယ်လေဆေးကြက်ထုတ်ထဲမှာဒါကျမတို့အများဆုံးသုံးတာတော့တရင်ကြီးရွက်ပေါ့ဒါတော့မဖြစ်မနေပါတဲ့အရွက်မျိုးနောက်တရင်ကြီးရွက်သုံးမယ်ရှောက်ရွက်ကြောင်မန်းရွက်ဖုံးမသိရွက်ကျက်စုယိုနီရွက်ပေါ့နော်ဂျင်းတို့မိတ်တလင်းစားပေါ့ဆနွင်းပေါ့အဲ့ဒီဆေးစည်းတွေကိုထည့်ပြီးတော့သုံးတယ်ပေါ့ဒါပေမဲ့ဒီဆေးရွက်တွေအကုန်ထည့်ရမှာလားဆိုအကုန်မထည့်လည်းရတယ်ဥမာသမီးတို့ကတရင်ကြီးရွက်ရှိရင်တရင်ကြီးရွက်ပဲထည့်နောက်ကျက်စုရွက်ရှိရင်ကျက်စုရွက်ပဲထည့်နောက်အဓိကထည့်ရမယ့်ပစ္စည်းကစားနဲ့ဆနွင်းပေါ့စားနဲ့ဆနွင်းကတော့အဓိကထည့်ရမယ်ဂျင်းထည့်ရမယ်ဒါတော့ဘယ်ရက်ဒေတာဖြစ်ဝယ်လို့ရတယ်လေခုနပြောတဲ့တရင်ကြီးရွက်ရှောက်ရွက်ကြောင်မန်းရွက်ကတော့ဒါစီးတဲ့အရွက်ပေါ့အားလုံးစုံရမယ်လို့ဆိုလိုတာတော့မဟုတ်ဘူးเนาะအကုန်ပိုင်တော့ပိုကောင်းတာပေါ့ဟုတ်ဆရာတနေ့ကိုဘယ်နှစ်ကြိမ်လောက်ထိုးပေးလို့ရလဲချက်ထုတ်ထိုးတာတော့တနေ့ကိုတစ်ကြိမ်ပဲထိုးရမယ်တစ်ခါတော့10မိနစ်ပဲထိုးရမယ်ပေါ့နော်အဲ့တော့ချက်ထုတ်ထိုးတဲ့အခါကျရင်ဟလာနိုင်ဝက်ထိုးတာတနာရီထိုးတာအဲ့လိုထိုးလို့ရှိရင်ပိုကောင်းတယ်အဲ့လိုမဟုတ်ဘူးချက်ထုတ်ထိုးတာကြာထိုးလို့မတင်တော့ဘူးပေါ့နော်ချက်ထုတ်ထိုးတာဒီခါကြောညက်တာခါနာတာအဲ့ဒီအတွက်က10မိနစ်ကနေမိနစ်20ထိုးရင်ဒါတနေ့အတွက်လုံလောက်ပြီပေါ့နော်တနေ့ကိုတစ်ခါပဲထိုးရမယ်နောက်တစ်ခုကချက်ထုတ်ထိုးတဲ့အခါကြာလို့ရှိရင်ချက်ထုတ်ထိုးပြီးရင်လည်းချက်ထုတ်ကိုရေးစေးချတာတို့ရေးချိုးချတာတို့နောက်အဲကွန်ခန်းထဲမှာနေတာတို့ဒါမျိုးတွေတော့ချောင်ကျင်ရမှာပေါ့အဲ့လိုမျိုးတွေမလုပ်တာဘူးပေါ့မလုပ်တာဟုတ်နောက်တစ်ခါအဲ့လိုမျိုးခါကြောညက်တာမဖြစ်ရအောင်ပေါ့ဘယ်လိုမျိုးရှောင်ကျဉ်ပေးရမလဲမသိခါကြောညက်တာမဖြစ်ရအောင်ခုနဆရာမပြောသလိုလေထိုင်တဲ့ခါကျတော့ဒါကြာထိုင်တာမျိုးနိုင်ဝက်ထက်ပိုထိုင်တာမျိုးကိုမကြာခဏခါကြောညက်တဲ့လူမျိုးဖြစ်တယ်ဒါတွေကရှောင်ကိုရှောင်ရမယ်လေခါကြောခဏညက်တဲ့လူကကြာမထိုင်ရအောင်နောက်တစ်ခုကကြာအလေးပင်ရွက်တာနောက်ပစ္စည်းတွေမတာကုန်းမတာအဲ့ဒါမျိုးတွေနောက်ပစ္စည်းကောက်တဲ့ခါကျလည်းတခုအောက်ကပစ္စည်းကိုကောက်မယ်ဆိုရင်ထိုင်ပြီးတော့ကောက်တာဒါလိုမျိုးတွေလုပ်ရမယ်ပေါ့လေလှည့်ပြီးကောက်တာတို့ကုန်းပြီးကောက်တာတို့ဒါမျိုးမလုပ်အောင်နောက်ဆုံးဒီခါကြောညက်တာတော့အဓိကကတော့ကြီးပေါင်းတက်တဲ့လူတွေကခါကြောညက်တတ်တယ်ကြီးပေါင်းတော့ခါကြီးပေါင်းပေါ့အဲ့တော့ခါကြောညက်တာကိုနောက်တစ်ခါမညက်ချင်ဘူးဆိုရင်ကို့မှာခါကြီးပေါင်းယောဂရှိလားခါကြီးပေါင်းယောဂရှိရင်ခါစီကိုကြီးပေါင်းအချင်းကုဖို့လိုတာပေါ့လေဟုတ်ဆရာမဟုတ်အခုလိုဖြေကြားပေးဆရာမကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်ဆရာမဒီနေ့ဖြေကြားပေးခဲ့တာပေါ့နော်အကောင့်ပိုင်ရှင်မာလာမေးထားတဲ့ခါကြောညက်တာနဲ့ပတ်သက်ပြီးတော့ဆောင်ရန်ရှောင်ရန်အနေနဲ့စိမ့်နီကိုဆရာမဝေမျှပေးသွားတာပဲဖြစ်ပါတယ်နောက်ထပ်လာမယ့်အစီအစဉ်တွေမှာလည်းပြည်သက်တွေအနေနဲ့သိကျင်တဲ့ကျမကြီးအကြောင်းအရာတွေကို comment မှာမေးမြန်းခဲ့လို့ရပါတယ်ဒီနေ့အစီအစဉ်တော့ဒီလောက်နဲ့ပဲရနာခွင့်ပြုပါရှင်
အခုလိုမျိုးအကျိုးရှိစေမဲ့ကျန်းမာရေးဖို့တူတာလေးတွေကိုကျမတို့ One Channel ကနေစဉ်ဆက်မပြတ်တင်ဆက်ပေးနေမှာဖြစ်ပါတယ်ဒီတော့ဆက်စောင့်ကြည့်အားပေးကြဖို့မမေ့ကြပါနဲ့လို့ရှင် One Channel ရဲ့ပရိသတ်များအားလုံးလည်းယောဂဗျာတွေကင်းဝေးပြီးတော့တာယာပရွှေနှစ်ပွားတွေကိုပိုင်ဆိုင်နေကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်